သမီးတို့ကဘယ်လာတိလားဘယ်လာတမူကတတဘယ်လာတိလားဘယ်လာတမူကလားနာမည်ဘယ်လိုခေါ်လို့ဘောဝဲအောင်ရောက်ဘောဝဲကြိုက်ရလားဟုတ်လားဟမ်ဟောကလေးလေးဒီဘက်ကြည့်ဘောဝဲအောင်ဘောဝဲကြည့်ကြိုက်ရလားကြိုက်တယ်သမီးနာမည်ဘယ်လိုခေါ်လဲအေးတန်တာခိုင်သမီးမမေမေရှိသေးလားရှိတော့ဘယ်ရောက်ပါဆုံးပါတတမမမေမေရှိသေးလားရှိတော့ဆုံးပါတမူဘေးရတမူဘေးရတမူဘေးရတယ်တမူဘေးရတမူဟာဘောဝဲအောင်ရောက်နေဘောဝဲကြိုက်ရလားဟုတ်လားပြင်ကြည့်ရတယ်ဟိုဘုံကြည့်ရနော်တမီးကအသက်ဘယ်လောက်ရှိပါလဲ17နှစ်တတ5နှစ်ခုလောတဲ့ဒီမှာရောက်တာ2ရက်ရှိပြီဟုတ်လားဘယ်နေ့2ရက်ဒီနေ့အဆင်ပြေလားပြေတယ်ဟာဟိုတန်းတာဒီမှာနေအဆင်ပြေလားပြောရလားဟမ်ဒီကိုကြည့်ပါဦးဘောဝဲပဲအောင်ရောက်ဒီကိုကြည့်အောင်ဒီကိုကြည့်ကြပါဦးမကြည့်တော့ဘူးလားဟမ်ကြည့်မဘောဝဲကြည့်ရမှာပါခဏလေးနေကြည့်ရမှာမေးကြည့်တာသိရမလားအဖေမရှိတော့ဘူးပေါ့အဖေရရှိသေးတယ်ပေးပါတော့ဖေကမန္တလေးမှာလည်းပြောရတယ်ဟုတ်လားတိလားသိရမြင်မှုလားဖေကိုမြင်မှုတယ်အဖေနဲ့မင်းနဲ့ကွဲသွားတာကြားပြီကွဲတာမဟုတ်ဘူးမဟုတ်ဘူးလားမရဆုံးသွားတာဟမ်မရဆုံးသွားတာမင်းဆုံးသွားတာအဖေကဖေကနောက်မိမယူတာမန္တလေးမမွေးမယူသွားတာဖေကိုတတိရလားရတယ်သမီးတို့ပြန်မကြည့်ဘူးလားမကြည့်ဘူးဒီသမီးတို့ဘယ်လိုလာပို့อ่ะတော်လာပို့ဟောထွာလာပို့อ่ะတော်နဲ့အဖေနဲ့လာပို့အဖေပါတယ်လားဟာရက်ဆက်လိုက်တာနော်အဖေနဲ့တူတူနေကြတယ်တာအဖေနဲ့တူနေကြလားနေကြတယ်လို့ရအောင်မင်းဖေလာပို့သွားတယ်ခက်တာအမေကမရှိတော့အဖေကနောက်မယူသွားဟုတ်လားဟာလို့ရကလေးလေးလို့ရပါတော့